ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါ2026နှစ်တက်ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဆိုင်မှာအခုလုံးဝအယောင်းရဆုံးဆိုတဲ့ပစ္စည်းတွေထက်ရောက်နေတယ်အကောင်လေးတွေကတော့ Lenovo K14 HP E-Lightbook 830 G8 360ခေါက်လေးရမယ့်ကောင်လေးတွေအခုကျွန်တော်ဒီနှစ်သက်မှာဒီကောင်တွေကိုဈေးနှုန်းအသစ်တွေနဲ့အတက်နိုင်ဆုံးကျွန်တော်တို့အသက်သာဆုံးဖြစ်အောင်ဈေးနှုန်း short ချပြီးတော့ရောင်းချပြီးတော့မှာဖြစ်ပါတယ်အခုကျွန်တော်ပထမဆုံးအနေနဲ့ Lenovo K14 နဲ့စပြောပြပါမယ် Lenovo K14 i5 ကိုမှ11 Gen RAM 16အဲ့ဒါကိုမှကျွန်တော် 1TB နဲ့ရမယ်အကောင်လေးရဲ့ဈေးနှုန်းက15သိန်း5000နဲ့ရမယ်ဒါမှမဟုတ် router တို့က 1TB မကြိုက်ဘူးဆိုရင်512ချိန်မိမယ်512နဲ့ဆိုရင်14သိန်းအတိနဲ့ရမှာပဲဖြစ်ပါတယ်ခင်ဗျပြီးတော့နောက်တစ်လုံးတဲလက်တိ U320 ဒီကောင်လည်းတူတူပဲ i5 ကိုမှ11 Gen RAM 16 3200 speed နဲ့ရမယ်အဲ့ဒါကိုမှ SSD က 1TB ဒီကောင်လေးရဲ့ဈေးနှုန်းလေးကလည်း15သိန်း5000အတိနဲ့ရရှိမှာပဲဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ Acer အနေပိုင်းလေးကနေပို့ပေါ်သုံးကျင်တဲ့ Office သုံးမယ် Zoom သုံးမယ်ရုပ်ရှင်ကြည့်မယ်ဒီလောက်ပဲသုံးကျင်တဲ့လူတွေဆိုရင်အတွက် i5 11 Gen RAM 16 512နဲ့ဟိုမှာ73သိန်း8000ဆိုတဲ့ဈေးနဲ့ရရှိမှာပဲဖြစ်ပါတယ်ဗျနောက်ဆုံးအနေနဲ့ကတော့လုံးဝ Premium လက်ဆန်မယ် Luxury လက်ဆန်မယ် Office ဘိုင်းကို Smart ကြသုံးကျင်တဲ့လူတွေအတွက် HP E-Lightbook ရဲ့830 G8 i7 ကိုမှ11 Gen ဖြစ်သွားမယ် RAM 16ဖြစ်သွားမယ် SSD ကတော့512ဖြစ်သွားမယ်ဗျဒီကောင်လေးရဲ့ဈေးနှုန်းကတော့ရခင်ဈေး24သိန်း5000ကိုမှကျွန်တော်တို့စီမှာအခုလက်ရှိဆိုရင်23သိန်း5000အထိနဲ့ရရှိမှာပဲဖြစ်ပါတယ် store တွေအများကြီးရှိတယ်အဲ့ဒီအတွက်လက်ကားလိုချင်တဲ့ customer တွေအတွက်လည်းကျွန်တော်တို့ကလက်ကားဈေးတည်တောင်ထပ်စီစဉ်ပေးဖို့မှာဖြစ်ပါတယ်ဗျဆက်သွယ်ပြီးမှာယူချင်တယ်ဆိုရင်တော့အမှတ်139အမှတ်136 39လမ်းကြောက်သားမြို့နယ်အောက်ဘလောက်ရန်ကုန်မြို့မှာလာရောက်ဝယ်လို့ရပါတယ်ကျွန်တော်မှာ Facebook page ရှိမယ် Messenger Viber Telegram channel အကုန်ရှိမယ်အဲ့ရနေတစ်စင်လဲလာရောက်ပြီးဝယ်ယူအားပေးလို့ရပါတယ်ခင်ဗျကဲအားလုံးကျေးဇူးတင်ပါတယ်